ယောက်ျားတစ်ယောက်ကအယိုးချိုသွားတာတောင်ဆက်ပြီးလမ်းလျှောက်နိုင်ပေမဲ့အေးမိုံလေးနဲ့ဘာလို့အသက်ပြောက်တော့မယ်လူဖြစ်သွားတာလဲဒါဟာတာတစ်ခုလို့ထင်ရပေမဲ့တကယ်တော့ခန္ဓာကိုယ်ထဲကမတူညီတဲ့စနစ်နှစ်ခုကြောင့်ဖြစ်တာပါယောက်ျားတစ်ယောက်အယိုးချိုးတာဒါမှမဟုတ်နက်နက်ရှိုင်ရှိုင်ဒဏ်ရာရတာလို့ပြတ်တဲ့နဲ့ထိခိုက်မှုဖြစ်တဲ့အခါခန္ဓာကိုယ်က adrenaline နဲ့ endorphin ဟော်မုန်းတွေကိုအများကြီးထုတ်ပေးပါတယ်ဒီတဘာဝနာကျင်မှုလျှော့ချပေးတဲ့ဓာတ်တွေကအရန်အစွမ်းထွက်လွန်းလို့စစ်မြေပြင်မှာခြေတော့ကျိုးကျင်နေတဲ့စစ်သားတချို့တော့နာကျင်တာကိုမသိပဲဆက်လန်းရှောင်နိုင်ခဲ့တဲ့ဖြစ်ရည်တွေရှိခဲ့ပါတယ်အဲ့ဒီအချိန်မှာအုံတော့ကအသက်ရှင်ဖို့ကိုပဲအဓိကထားတဲ့ရှူဖာရီမုတ်ကိုပြောင်းသွားပြီးနာကျင်မှုကိုယာယီပိတ်ထားလိုက်တာပါဒီစနစ်မှာတက်စတိုရီစတိုန်းဟော်မုန်းကလည်းအရေးကြီးတဲ့အခန်းကဏ္ဍကပါဝင်ပါတယ်ရေပုံရအပြင်ယောက်ျားတွေမှာဒီဟော်မုန်းပမာဏအမျိုးသမီးတွေထက်ပိုများပါတယ်ဒါပေမဲ့ဒီနေရာမှာစိတ်ဝင်စားစရာအချက်တစ်ခုရှိပါတယ်ဒဏ်ရာရတဲ့အခါကူညီပေးတဲ့ဒီတက်စတိုရီစတိုန်းဟော်မုန်းကဖျားနာတဲ့အချိန်မှာတော့ကိုယ်ခံအားစနစ်ကိုအနှဲငယ်အားနည်းစေနိုင်ပါတယ်လေ့လာမှုအချို့အရတက်စတိုရီစတိုန်းဟာကိုယ်ခံအားတုံ့ပြန်မှုကိုလျှော့ချစေနိုင်ပြီးအီစတိုရီဂျင်ကတော့ကိုယ်ခံအားတုံ့ပြန်မှုကိုပုံမအားကောင်းစေနိုင်ပါတယ်ဒါကြောင့်အမျိုးသမီးတွေဟာအေးမိတာနဲ့တုပ်ကွေးလိုယောဂတွေကိုပုံမြန်မြန်သက်သာလာပြီးလက္ခဏာတွေလည်းပုံမပေါ်ပါတတ်ပါတယ်ဒါကြောင့်ယောက်ျားတစ်ယောက်ကအေးမိတာနဲ့သေတော့မလို့ခံစားရတယ်လို့ပြောရင်အဲ့ဒါဟာထင်တယ်လို့ချဲကားပြောတာမဟုတ်ပါဘူးဒုက္ခနာကိုကဘိုင်ယိုရက်တွေကိုတက်ပြက်ရမှာအမှန်တကယ်ပုံမအားနည်းနေနိုင်တာပါဒါကြောင့်ပဲယောက်ျားနဲ့အမျိုးသမီးတွေဟာဖျားနာတဲ့အခါခံစားရပုံချင်းမတူကြတာဖြစ်ပါတယ်